ခြေတော်အလုံးမင်္ဂလာပါအခုဆိုရင်စာသင်တဲ့အစ်ကိုရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အထူးသဖြင့်ပေါ့နော် grade 4ကနေစပြီးတော့အထက်ထိဆိုလို့ရှိရင်ကျမတို့သက်ဆိုင် English snippet text တွေထဲမှာကျမတို့ reading paragraph တွေစပြီးတော့ပါလာပြီ grade 4မှာဆိုလို့ရှိရင်တော့ I am အောင်ဆိုတဲ့ paragraph လေးနဲ့စထားတာ paragraph ကအတူလေးပဲပေါ့နော်အဲ့ဒီ paragraph တစ်ပိုက်စာလောက်ကနေစပြီးတော့ကျမတို့အတန်းဒီကြီးလာတဲ့ပုံမှာမူတည်ပြီးတော့ paragraph လေးတွေကအနည်းအများပေါ့နော်အနည်းအများနောက်တစ်ခုအတိတ်အတက်တွေအစားစကားလုံးအသုံးလုံးတွေအစားအများကြီးကွာခြားပါတယ်အဲ့ဒီခါမှာကျမတို့ကအဓိက text တွေရဲ့ reading ရဲ့အသက်ကကျမတို့ reading ဒီ text ရဲ့အဓိကအသက်ကကျမတို့ reading ဖြစ်တယ်ပေါ့အဲ့ဒီ reading ကိုဒါဆိုရင် reading ဖြစ်တယ်လို့ဒီမှာပြောတဲ့နေရာမှာကျန်တဲ့ listening speaking writing တွေရောအရေးမကြီးဘူးလားဆိုတော့ကြီးပါတယ်အဲ့တော့အဲ့ဒီအကြောင်းအရာတွေကကျမရှိမှလည်း video တွေအများကြီးပဲ create လုပ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီ video မှာကျမ reading ကိုပဲဒီ focus ပြောပြီးတော့ focus လုပ်ပြီးတော့ကျမက share လုပ်မှာဖြစ်ပါတယ်ပေါ့နော်အဲ့ခါကျတော့ကျမတို့ကဒီစာသင်တဲ့အစကိုရောက်လာတဲ့အခါမှာကျမတို့ကဒီ reading ကိုခြေကိုယ်တိုင်က reading ကိုတေချာ focus ထားပြီးကလေးတို့သင်မယ်ဆိုလို့ရှိရင်ကျန်တဲ့သင်ခန်းစာချင်းစီမှာချိတ်ဆက်ပြီးသင်နေတဲ့ listening speaking เนาะဒီ writing skill တို့ဆိုတာကကျမတို့ပို့ပြီးတော့တိုးတက်လာမယ်အဲ့တော့ကလေးကို reading သင်ခြင်းအပြင်ဘာကောင်းကျိုးတွေရလဲ reading သင်လိုက်ပြီဆိုတဲ့အခါကျ reading ထဲမှာစနစ်တိစောက်ပုံတွေရမယ်စကားလုံးအသုံးလုံးတွေအများကြီးရမယ်เนาะအဲ့တော့ဒီ grammar point တွေအစပေါ့เนาะဒီစနစ်တစ်ခုချင်းစီမှာသုံးထားတဲ့ point တွေအစကလေးတွေကဒါကိုခေစစ်တွင်ကြသင်ပေးလိုက်တဲ့အခါမှာဒါတွေအကုန်လုံးကိုရလာမယ်နောက်ဆုံးတစ်ချက်ကတော့ကလေးတွေကကိုသင်လိုက်တဲ့ paragraph ကိုရဲ့အနှစ်သာရကိုတေချာနားလည်ပြီးတော့သူတို့ကိုယ်တိုင်ဘာသာပြန်နိုင်လာတဲ့အဆင့်ထိကိုရောက်လာမှာပေါ့နော်ဆိုတဲ့အခါမှာအဲ့လိုဒီရလက်ကောင်းတွေကိုထွက်လာစေဖို့ဆိုလို့ရှိရင်တစ်ချက်ကိုယ်တိုင်က reading ကိုစနစ်တကျသင်ပေးဖို့လိုအပ်ပါတယ်အဲ့တော့ reading ကိုစနစ်တကျသင်ပေးတတ်ခြင်းနဲ့မိတ်ဆွေ teacher တွေအကုန်လုံးအတွက်ကိုကျွန်မကပညာဌာနအကြီးကြီးတစ်ခုပေးထားပါတယ်ကျွန်မရဲ့ဒီ English for Flowers of Nation ဆိုရဲဒီကျွန်မရဲ့ဒီ Facebook page မှာကျွန်မတင်ပေးထားတယ်ပေါ့နော်တင်ပေးထားပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျမတို့ရဲ့နိုင်ငံကျော်ဝါရင်အင်္ဂလိပ်စာဆရာကြီးကျမတို့ကျေးဇူးရှင်ဆရာကြီးပေါ့နော်အဲ့တော့ Logi Logo Dora ဆရာကြီးဆရာကြီးဦးမြကြိုင်ကိုရိုင်းเนาะရှာဖွေတွေ့ရှိထားတဲ့ Contents of Composition ဆိုတဲ့ဝက်ကြစီကုန်းရဲ့အနှစ်ချုပ်အဲ့ဒီဝက်ကြစီကုန်းရဲ့အနှစ်ချုပ်9ချက်ကိုကျမက page မှာတစ်ချက်ချင်းစီတေချာလေးတင်ပြီးတော့ပညာဒါနမျှဝေပေးထားပါတယ်အဲ့ဒီမျှဝေပေးထားတဲ့ဒီ Contents of Composition ဆိုတဲ့ဝက်ကြစီကုန်းရဲ့ reading Safani formula အသေးစိတ်အဲ့ဒီ9ချက်ကိုတစ်ချက်တွေကိုယ်တိုင်ကအရင်ဦးဆုံးကျောင်းသားအနေနဲ့ရအောင်ကြည့်ပါကြည့်ပြီးသွားပြီဆိုတဲ့အခါကျလို့ရှိရင်ကိုယ်တိုင်ကစာပိုက်တွေကိုဖတ်တက်လာအောင်အရင်လေ့ကျင့်မှာပြီးမှပြန်တင်တတ်ဖို့အတွက်ကိုပြန်လေ့ကျင့်မယ်ဆိုလို့ရှိရင်ကျမတို့ဒီနေ့စာသင်တဲ့မှာကျောင်းသားတွေကို reading ကိုအချိန်ဆက်မိမိနဲ့စတတ်အောင်သင်ပေးနိုင်မယ်အပြင်ကလေးတွေက reading တက်သွားပြီဆိုတဲ့အခါကျအဲ့ဒီ reading ကရလာတဲ့စကားလုံးတွေကို listening မှာပြန်သုံးတတ်လာမယ် listening မှာသူများပြောတဲ့အခါနားလည်လာမယ် speaking ပြောတဲ့အခါမှာပြန်သုံးတတ်လာမယ် writing ရေးတဲ့အခါမှာလည်းစကားလုံးအသုံးလုံးတွေအစဒီ sentence structure တွေကအစကလေးတွေကပြန်ပြီးတော့သုံးတတ်လာစေနိုင်မဲ့အပြင် reading ရတဲ့နောက်ထပ်အကျိုးကျေးဇူးက scale သုံးခုလုံးကိုပို့ပြီးတော့လည်းတိုးတက်သွားစေမှာဖြစ်တယ်လို့ reading ရသွားပြီဆိုတဲ့အခါကျရင်အဲ့တော့ကလေးတွေကကြိုက်တဲ့စာပိုက်လာပေါ့နော်ဒီ text book ထဲမှာပဲပါတဲ့ reading ကိုလောက်ပဲဖတ်တတ်တာမျိုးမဟုတ်ဘဲနဲ့ကြိုက်တဲ့ English လို့ရေးထားတဲ့ level စာအုပ်ကလေးတွေပဲလာကလေးတွေက reading paragraph ကိုမြန်မာလိုမိခင်ဘာသာစကားနဲ့ရေးထားတဲ့စာအုပ်တစ်အုပ်ကိုဖတ်ရတဲ့ကဲလို့နားလည်သွားတဲ့အထိကိုအကျိုးကျေးဇူးတွေအများကြီးရှိမှာဖြစ်ပါတယ်နောက်တစ်ခု English စာ font scale မှာကျမတို့ဆရာကြီးဆုံးမထားတဲ့ reading ကအမြင့်ဆုံးပညာပေါ့နော်စာဖတ်တတ်တဲ့ပညာအမြင့်ဆုံးပဲစာဖတ်တတ်အောင်သင်ပေးလိုက်ပြီဆိုလို့ရှိရင် grade 4 ကလေးကိုစာဖတ်တတ်အောင်ကောင်းကောင်းသင်ပေးလိုက်ပြီဆိုဒီကလေးက၄တန်းစာအုပ်တစ်အုပ်တည်းဖတ်တတ်မှာမဟုတ်ကြိုက်ဒီစာဖတ်တတ်တဲ့ပညာတစ်ဘဝလုံးစာသူ့အတွက်ပါသွားမှာစာဖတ်တဲ့ level ထိရအောင်သူ့ကိုပို့ဆောင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကမေကွန်းဖြည့်တတ်ရုံတွေမဟုတ်ဘဲနဲ့ reading ကိုကောင်းကောင်းသိချာဥမာချီကစာတတ်အောင်သင်ထားပေးမယ်ဆိုလို့ရှိရင်အဲ reading နဲ့ပတ်သက်လာတဲ့ comprehension တွေ exercise တွေအကုန်လုံးကို teacher တွေကပါစရာမလိုပဲသူကိုယ်တိုင်တတောက်နဲ့ဖြည့်သွားတဲ့အထီကိုရလတ်တွေအများကြီးထွက်မှာဖြစ်တဲ့အတွက်ကြောင့်ကျမလေးစားချစ်ခံတဲ့မိတ်ဆွေ teacher တွေအားလုံးအတွက်ကိုခုဒီစာသင်နှစ်အစမှာကျမရဲ့ page မှာ free မျှဝေပေးထားတဲ့အမြင့်ဆုံးပညာဖြစ်တဲ့ကျမတို့ကျေးဇူးရှင်ဆရာကြီးရဲ့ဒီဝါကြစီကုန်းရဲ့ formula အနှစ်ချုပ်ကိုကျမကဆရာကြီးကိုကျေးဇူးဆက်တဲ့အနေနဲ့ပြန်ပြီးတော့ပညာဒါနမျှဝေထားတာလို့ချေတို့အားတဲ့အချိန်လေးမှာဒါရောက်လေ့လာဖို့အတွက်ကိုဖိတ်ခေါ်ပါရဲဆိုတော့ကျမအနေနဲ့အားပေးတိုင်လို့ကျမရဲ့ကျေးဇူးများကြီးကျမရဲ့ချေတို့အားလုံးပဲဒီနှစ်အစကနေစပြီးတော့ဒီနှစ်တစ်နှစ်ပတ်လုံးပေါ့နော်ပညာသင်ကြားရေးမှာအင်္ဂလိပ်စာသင်ကြားရေးမှာပိုပြီးအောင်မြင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်နော် bye bye